မင်္ဂလာပါရှင်ဒါကတော့မြင့်ကြီးရဲ့နေ့လည်စာဘယ်လိုစားမလဲဆိုတော့စားလေးအနှဲငယ်ဖြူထားပါတယ်ပြီးရင်စီလေးဆမ်းမယ်အနှဲငယ်စီနှဲငယ်ဆမ်းပြီးရင်ဒီမှာကြက်ဥပြုတ်နဲ့စားပါမယ်နော်လက်ကဆေးထားပါရဲ့နော်လက်အိမ်နဲ့စားရတဲ့လက်ကိုတန်ချင်းဆေးပြီးတော့အားရပါရစားတာပို့ပြီးတော့အဆင်ပြေလို့ပါလက်နဲ့ကလုံးခုထဲမှာဆေးပြီးထားခဲ့တာပါနော်ဒီအနည်းနဲ့ဦးနေပါမယ်နော်ပြီးရင်ကြက်တုံးလေးနဲ့ပြီးရင်မုံညင်းဟင်းကျူနဲ့စားပါမယ်မြင့်ကြီးရဲ့နေ့လည်စားပါတစ်ခါတလေဟင်းမရှိရင်ဒီလိုလုပ်စားလိုက်ပါတယ်ဒီမှာဝယ်စားလို့လွယ်တယ်ဒါပေမဲ့တတ်နိုင်တဲ့လောက်ဆင်ကျင်နေပါတယ်အပြင်စားလဲစားမိတယ်ဒါပေမဲ့အချိန်လေးမစားမိတော့ခါတိုင်းကဒီလိုထင်နေမျိုးဆိုအပြင်မှာဟင်းတစ်ခွက်ဝယ်ပြီးစားလိုက်ပြီဟိုကတတ်နိုင်သလောက်ထိန်ပြီးတော့ဆင်ကျင်ပါတယ်ဒါတော့မုံညင်းချက်သားဟင်းကျူချက်သားဆုပ်ပေါ့ဆုပ်တဲ့ကိုထည့်ပြီးတော့မုံညင်းတစ်ခတ်ပြီးတော့ဟင်းကျူပူလေးပါစားကြည့်ကြအောင်နော်စားလဲဆေးလဲစားဒီလိုပူလေးကိုတော့ကျုပ်ကလေးနဲ့တက်သွန်နေနဲ့မြုပ်ရှယ်ပဲရှင်းမရှိအချိန်အပြင်မှာမဝယ်စားတော့စားလဲဆေးလဲစားပြည့်ဦးလေးကိုပြုတ်တခါတရံတော့စားကောင်းတာပေါ့ပြည့်ဦးကိုဆေးလို့စားနေတရက်တစ်လုံးနှလုံးအနည်းဆုံးစားတယ်အများဆုံးတော့၄လုံးထိစားတယ်မနေ့မပိုင်နေ့လည်းမပိုင်ညနေဖြည့်ပြီးစားလိုက်တယ်အခုခေတ်အစားအစာတွေကတကယ်ကိုရှောင်နိုင်မှကိုကျမ်းမာရေးနဲ့ကိုရဲ့သွေးဗီဇနဲ့ခါတိုင်းလိုရှောက်စားလို့မရတော့ကျမ်းမာခြင်းရင်ရှောင်ရမယ်ပါဇက်ကိုထိရမယ်အဲ့လိုဖြစ်နေတဲ့အတွက်တန်နိုင်လို့ထင်းသိမ်းစားပါတယ်ကျမ်းမာခြင်းကိုရဲ့ပါဇက်စိတ်လုံးမလိုက်ဖို့ကျမ်းမာရေးအသိပညာတွေရှိဖို့လေ့လာဖို့လိုအပ်ပါတယ်နော်ခုခေတ်ကအရင်ကြောက်စရာကောင်းတယ်